ဒီကောင်ကငါ့ကိုဘလို့တောင်စော်ကားရဲတာလဲကိုရန်တော်တို့အခုပဲဒီကောင်ကိုအဆုံးတက်လို့អော်လိုက်ပါတယ်ကောင်မလေးကကောင်လေးကိုယုံတော့ထွက်သွားလိုက်တာပေါ့ကောင်လေးကဘာလို့ရမလဲမသိတာနဲ့တိုင်းကျန်းစာအုပ်ကိုထုတ်ကြည့်လိုက်တာပေါ့ဟိုကောင်ကလူပြီးကြည့်လိုက်တော့အတူကြီးဖြစ်နေတော့မင်းဟာကတကယ်လိမ့်မယ်ဆိုရင်လဲအစ်စ်လေးတော့ယူလာတင်တယ်လို့လှောင်နေတာပေါ့ပြီးတော့ငါရဲ့ကိုရန်တော်လေးယောက်ကမင်းကိုတစ်ချက်တည်းနဲ့အနိုင်ပိုင်းလိမ့်မယ်လို့အာတီးရောက်လိုက်ပါသေးတယ်တကောင်ကအရင်ဝင်ထိုးလိုက်တာတံပြန်အစွမ်းအနေနဲ့သူ့ဆရာကိုပဲသူပြန်ထိုးမိသွားပြီးနောက်တစ်ကောင်ကပါခြေထောက်နဲ့ပြေးကန်တာဒီကောင်ပဲပြန်ထိတာပဲအကုန်လုံးအံ့ဩနေတော့လေးကောင်စလုံးဝင်ချပါတော့တယ်တံပြန်အစွမ်းနဲ့ဟိုကောင်စီကိုပဲပြန်ရောက်ပြီးသူ့ပဲအထိုးချိတ်ခံလိုက်ရပါတော့တယ်ဒီလိုနဲ့ဟိုကောင်ကဘလို့ဖြစ်နိုင်မှာလဲငါကောင်တွေကအတွင်းအားမှာကျွမ်းကျင်တဲ့ကောင်တွေပဲဒီကောင်ကဘာလုပ်နိုင်မှာမို့လဲလို့ထိမ့်လက်တကြားဖြစ်နေတာပေါ့ကောင်လေးကမင်းအမေတောင်မင်းမျက်နှာကိုမမှတ်မိတော့ဘူးလို့လောင်လိုက်ပါတယ်ဟိုကောင်ကမင်းကိုအနောက်ကနေကူညီနေတဲ့လူရှိရမယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်ကောင်လေးကလည်းအနောက်ကိုလှည့်ကြည့်ပြီးဒီအချိန်မှာရောက်ခမကြီးကိုပဲအားကိုးရတာလေးလို့ဝမ်းတာတကြီးနဲ့ပြောလိုက်ပါတယ်ဟိုကောင်ကလည်းဒီအဖိုးကြီးရဲ့ကိုခံပညာကဘာမှအစွမ်းမရှိလို့အနေဆုံးဖြစ်နေတာဘလို့လုပ်ဖြစ်နိုင်မှာလဲလို့ပြောနေတာပေါ့ညီမဖြစ်သူကဒီလောက်ခံထားရတာတောင်းအားချောင်းနိုင်သေးတယ်လို့ဟိုကောင်ကိုပြောလိုက်ပါတယ်ဟိုကောင်ကတော့သွေးတွေထိုးအန်နေတာမြင်လို့တော့မကောင်းဘူးပြပြီးတော့မင်းတို့ငါ့ကိုလှုပ်တာငါမိသားစုကိုပါရိုက်တာနဲ့တူတူပဲခဏနေတခင်ကျန်းလာတော့မယ်မင်းတို့တေဖို့ပြင်ထားလို့ကောင်းလေးတို့ကိုပြောလိုက်ပါတယ်ဘေးကလူတွေကလည်းတခင်ကျန်းကတကယ်မာစတာအဆင့်ကိုခံပညာရှင်ပဲသူ့ကိုနိုင်ဖို့မဖြစ်နိုင်ဘူးလို့ပြောနေကြတာပေါ့ဟိုကောင်ကအဖိုးကြီးခင်ဗျားကျုပ်ကိုအခုတောင်းပန်မယ်ဆိုရင်ခွင့်လွှတ်ပေးမယ်လို့ပြောလိုက်ပါတယ်ညီမဖြစ်သူကရော့ဟဲဆိုကငယ်ပါကိုကန်ထဲလိုက်ပါတယ်ဟိုကောင်သေးတော့မယ်လေဒီအချိန်မှာကောင်လေးကိုကလည်းစားချင်မဲ့သူရောက်လာပြီလေကောင်လေးကိုကလည်းစားချင်မဲ့ကောင်လေးပြန်ပွဲကိုရောက်လာခဲ့ပါပြီဟိုကောင်ကလည်းဖေဖေလာတော့ပြေးအားကိုတော့တာပဲဟိုကသူ့ကိုမှတ်တောင်မမှတ်မိတော့ဘူးမျက်နှာကြီးကဖူးရောက်နေတာကိုဘယ်မှတ်မိမလဲဒါဘယ်သူလောက်တာလဲလို့ဟိုနွားလေးကမေးလိုက်ပါတယ်ဒီကောင်ကလည်းကျွန်ုပ်ကိုဒီကောင်လေးလှုပ်လိုက်တာအဲ့ဒါကိုရောကျွန်ုပ်ကိုရောစော်ကားတာပဲလို့တိုင်ပြောလိုက်ပါတယ်နွားလေးကလည်းစိတ်မပူနဲ့ငါကလည်းစားချေပေးမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကမင်းကိုငါလက်ကျိုးအောင်တီးထားတာမမှတ်သေးဘူးပေါ့ခြေပါကျိုးကျင်လို့လားလို့ပြန်မေးလိုက်ပါတယ်ဟိုနွားအားလေးကမင်းကိုဒီနေ့ငါမချဘူးပိုအားကောင်းတဲ့လူကိုခေါ်လာတယ်ဆိုကဘေးကကောင်မကြီးကိုခေါ်ပြီးဒီကောင်ရဲ့ခြေထောက်ကိုချိုးပစ်လိုက်တဖြည်းဖြည်းနှိပ်စက်ချင်သေးတယ်လို့ပြောလိုက်ပါတယ်ဟိုကောင်ကလည်းအတီးခံထားရတာတောင်အငြိမ်မနေဘူးသူကဂျပန်မှာကန်စတာတွေနဲ့တောင်လဲဘယ်တန်းလူရှိတယ်မင်းတို့တော့သွားပြီလို့ကောင်လေးကိုပြောလိုက်ပါတယ်အဖေဖြစ်သူကရဲလိုက်ပြီးမင်းတို့ဘာသာကန်စတာမကလို့ကွန်ဖူးမာစတာကြီးပဲခေါ်လာခြင်းခေါ်လာငါတမက်လေးကိုရှင်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကောင်လေးကတော့ရောက်ခမကြီးကယုံကြည်မှုအတော်ရှိတာပဲလို့တွေးနေတာပေါ့ဗျာကောင်လေးကရောက်ခမကြီးကူညီမှာပဲဆိုကမင်းကလေးကိုအနိုင်ကျင့်တယ်လို့မပြောနဲ့နော်လို့အားချောင်းပြီးစင်ခေါ်လိုက်ပါတယ်ဒီဟုကောင်မကလည်းအစကတက်ချမ်းသာပေးဖို့စီစဉ်ထားတာအခုတော့စိတ်ပြောင်းသွားပြီးနင်တို့ကိုအယိုးချိုးပစ်မယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်နှစ်ဖက်သားချမလို့လုံနေတော့မှမစ္စတာဝူရောက်လာပြီးလက်တစ်ဖက်ထဲနဲ့တားပြလိုက်ပါတယ်ပြီးတော့အကုန်လုံးကတရိုးတသေးနှုတ်ဆက်ရတဲ့အထိဩဇာရှိသူပေါ့မစ္စတာဝူကအခုထိပြိုင်ပွဲကတရားဝင်မစသေးဘူးအပြင်မှာတိုက်ခိုက်လို့မရဘူးလို့အကုန်လုံးကိုတတိပေးလိုက်ပါတယ်ဟိုနွားလေးကဒီကောင်ကအရင်ကျွန်တော်တို့ကိုစွတ်ပေးတာလို့ပြောလိုက်ပါတယ်မစ္စတာဝူကလည်းအဲ့ဆိုစင်မြင့်ထက်ရောက်ရင်ရှင်းလိုက်ကြလို့ပြောလိုက်ပါတယ်မစ္စတာဝူဝင်တာလို့ပေါ်မဟုတ်ရင်ပြိုင်ပွဲကထုတ်ခံရတော့မှဟိုကောင်ကမင်းတို့အသက်ကိုငါယူမယ်စင်ပေါ်ရောက်ရင်တွေ့မယ်လို့ကောင်လေးကိုကျင်းဝါသွားပါတယ်ဒီအချိန်မှမိန်းကလေးတယောက်ရောက်လာပြီးလမ်းဘေးကစားစရာပိုသမားကိုလက်ထပ်လိုက်တာလားလို့ကောင်မလေးကိုမေးလိုက်ပါတယ်ကောင်မလေးကလည်းသူကငါရဲ့တရားဝင်ယောက်ျားဖြစ်သူပါလို့မိတ်ဆက်လိုက်တာမိန်းကလေးကကောင်မလေးကိုနင်ကဒီနေ့မှာအလှဆုံးမျိုးသမီးလေးအ ਨੇ ဆုံးတော့အရေးချင်းရှိသူတယောက်ရှာတွေ့တင်တာပေါ့လို့ပြောလိုက်ပါတယ်ညီမဖြစ်သူကလည်းဟေးနင်ပါတိလို့လဲငါရောက်ဖက်ကပုံးကွယ်နေတဲ့ဆွမ်းအားတွေမှာအများကြီးပဲနင်သူ့ကိုထပ်စော်ကားရင်နင်ကိုငါကိုယ်တိုင်ရိုက်တက်ပြစ်မယ်လို့ပြောလိုက်ပါတယ်မိန်းကလေးကငါဆုံးမပေးလိုက်ရမလားလို့မိတော့ကောင်လေးကမိမရေကဲပါအောင်လုပ်နေတာပေါ့မိန်းကလေးကဒီကောင်ကိုကြည့်လေတခုခုဖြစ်ရင်မိန်းကလေးနောက်မှာပြေးပုံးတာပါအရေးချင်းရှိလို့လက်ထပ်လိုက်တာလဲလို့ပြောလိုက်ပါတယ်ညီမဖြစ်သူကရောက်ခဏင်သူ့ကိုချပစ်လိုက်လို့အားပေးနေပါတော့တယ်မိန်းကလေးကနင်တို့ကချဆိုတော့လဲချမယ်ဆိုကတိုက်ခိုက်ဖို့လုပ်ချိန်မှာကောင်မလေးရဲ့အဖေကတားလိုက်ပြီးမိန်းကလေးကိုဘာဖြစ်သွားသေးလဲလို့လာမေးပါတော့တယ်မိန်းကလေးကဦးလေးစိုးရိမ်တာလူမားနေပြီလို့ပြန်ပြောလိုက်တာအဖေကငါသာမတားရင်နင်ပြန်ခံရတော့မှာကိုမသိဘူးမလားလို့တွေးနေတာပေါ့ပြီးတော့ဒီမိန်းကလေးကမစ္စတာဝူရဲ့တမီးရင်းဖြစ်နေပါတယ်အဖေဘာလို့သူစိမ့်ဘက်ကပါနေတာလဲလို့သူ့အဖေကိုမေးလိုက်ပါတယ်အဲ့ဒါမင်းဦးလေးကြံကိုယ်တိုင်ရွေးချယ်ထားတဲ့တမက်လောင်းပဲလို့ပြောလိုက်ပါတယ်အဖေဖြစ်သူကလည်းငါရဲ့တမက်လဲဟုတ်တယ်အနာဂတ်မှာမိသားစုရဲ့အကြီးကဲဖြစ်လာမဲ့သူဆိုလဲဟုတ်တယ်လို့မိန်းကလေးကိုပြောလိုက်ပါတယ်မစ္စတာဝူကလဲတာဆိုသူကနက်ဖျားစွမ်းရည်ရှိတဲ့သူလားလို့အလန့်တကြားမေးလိုက်ပါတယ်အဖေဖြစ်သူကလဲငယ်ရွယ်ပေမဲ့ဟုတ်တယ်လို့ပြန်ဖြေလိုက်တာပေါ့မစ္စတာဝူကလည်းအတတ်ပညာတွေကိုခဏလေးနဲ့တက်မြောက်နိုင်နေရင်အချိန်သာပေးလိုက်ရင်တော့အနာဂတ်မှာအကန့်အသတ်မရှိတဲ့ကိုယ်ခံပညာရှင်ဖြစ်လာလိမ့်မယ်လို့တွေးနေပါတော့တယ်ဒီကောင်ကကောင်လေးကိုမနာလို့ဖြစ်နေတာကြောင့်အကြီးကဲဝူခမည်းဒီကောင်ပြောတာကိုယုံနေတာလားလိန်နေတာတိတာနေတယ်မလားဒီလိုခက်ခဲတဲ့ပညာကိုဒီကောင်ကတစ်ချက်ကြည့်ုံနဲ့တက်တယ်ဆိုတာဖြစ်နိုင်လို့လားလို့ပြောလိုက်ပါတယ်ဘေးကကောင်ကလည်းဟုတ်တယ်ဒီကောင်ကဆက်ယုံမှုလားလို့ထပ်ပြောနေတာပေါ့ဘေးကလူတွေကလည်းလိန်နေတယ်လို့ပဲထင်ကုန်ကြတာပေါ့ဗျာဟိုကောင်ကတကယ်လို့မင်းစာအုပ်တစ်ချက်ကြည့်ုံနဲ့လုံနိုင်နေဆိုရင်တထောက်ပြီးအဖိုးလို့ခေါ်မယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်နေရင်ထိုင်ရင်နဲ့မြေတယောက်ရတော့မယ်ဒီလိုမြေမျိုးတော့မလို့ချင်ပါ
ဘူးပြကောင်လေးကငါရောက်ခမကြီးကူညီမှာပဲဘာကြောက်เสียရှိလဲလို့တွေးပြီးမင်းတို့တင်ကန်းစာမယူတက်ကြသေးဘူးပဲဒီလောက်တီးထားတာတော့မမှတ်သေးဘူးကြည့်ရတာထပ်တီးပေးရမယ်နဲ့တူတယ်လို့ဟိုကောင်ကိုပြန်ပြောလိုက်ပါတယ်ဟိုနွားလေးကငါတို့ကိုလှုပ်ရဲရင်ငါတို့မိသားစုကလည်းငြိမ်နေမှာမဟုတ်ဘူးဆိုကမိသားစုကိုပဲအကူနေတာပေါ့အကြီးအကဲဟူကဒါပြန်ပွဲငါစိတ်နဲ့မဟုတ်ဘူးလို့ပြောတော့ဟိုကောင်ကကောင်းပြီးတစ်ခုပဲပြန်ပွဲလုပ်ကြတာပေါ့လို့ပြောပြီးသူခေါ်လာတဲ့ကောင်မကိုခေါ်လိုက်ပါတယ်ဟိုကောင်မကလက်တွေပါတွေလှုပ်ပြီးစင်ပေါ်တန်းရောက်သွားပါတော့တယ်ရောက်ခမကြီးကလည်းတွားတီးလိုက်တော့လို့ပြောနေတာကောင်လေးကရောက်ခမကြီးတော်တော်ယုံကြည်မှုရှိတာပဲဘာမှကြောက်စရာမလိုဘူးဆိုကစင်ပေါ်ကိုပယံပါတာနဲ့တက်သွားပါတော့တယ်ဒီမိန်းကလေးကသူမကဂျပန်နိုင်ငံရဲ့ထိပ်တန်းမှာစတာထဲမှာပါတယ်ကောင်လေးရဲ့အနိုင်ရမှုကမတေချာဘူးလို့ကောင်မလေးကိုပြောပြနေပါတယ်ကောင်မလေးကလည်းကိစ္စမရှိဘူးငါသူ့ကိုယုံကြည်ပါတယ်လို့ပြောလိုက်တာပေါ့အကြီးအကဲဟူကလည်းအကိုရန်ခမရသမက်ကလျှို့ဝှက်ပညာရဒီကိုခဏလေးနဲ့တင်ယူနိုင်ထားတာတော့သိပါတယ်ဒါပေမဲ့ဒါကတော့အနာရဲ့များလုံးနဲ့လို့ရောက်ခတ်ထီကြီးကိုပြောလိုက်ပါတယ်ရောက်ခတ်ထီကြီးကတော့ငါမင်းကိုယုံကြည်တဲ့ဒီကောင်မကိုခွေးလို့နွားလို့ရိုက်ပစ်လိုက်လို့အားပေးလိုက်ပါတယ်ကောင်လေးကယူးကြောင်ကြောင်ကွက်တွေလုံနေတော့ဒီကောင်ယူနေတာလားလို့အကုန်လုံးကထင်ကုန်ကြတာပေါ့ဟိုကောင်ကလည်းမြင်မြန်အဆုံးတက်လိုက်လို့ပြောတဲ့အချိန်မှာတော့ဒီကောင်မကဖက်နှက်ကိုချွတ်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်